ကြောင်းပြသွားတဲ့တနေရာသွားတယ်ဆိုရင်ဈေးဝင်တဲ့ကလေးတွေပဲဥဆုံးစီခိုင်းဈေးမဝင်တဲ့လူတွေခါကြတော့နေရာရှိရင်သူတို့လိုက်လို့ရတာပေါ့နေရာမရှိတော့ဘူးဆိုလို့ရှိရင်တော့သူတို့တက်တီးတက်စီစီပြရမှာပေါ့အခုဟာကကျမတို့တိုင်းစဖွင့်နေရာတီကနေ6လပိုင်း5လပိုင်းကနေစပြီးတော့ဒီအန်ကယ်ဂရုကဘယ်လိုတမထားလဲဆိုရင်တော့ဒီအန်ကယ်ဂရုထဲမှာဝင်သွားတဲ့ကလေးတွေအကုန်လုံးကိုအရင်ဆုံးဦးစားပေးပြီးတော့မှအဘေကဒီမဝင်တဲ့မိသားစုကလိုက်စီလဲဆိုရင်တော့သူတို့ကအပြင်ကစီးမယ်ဆိုရင်တော့တယောက်တရာကဖတ်ပြရတဲ့အတွက်ကြောင့်ကျမတို့ဒီအန်ကယ်ဂရုကနေတယောက်ကိုငါ့ဆိုလို့အနေနဲ့တမပြီးတော့ဒီလိုနဲ့လက်ပြီးတွေဒီလိုတော့ကခါကောက်ခံမယ်ဆိုပြီးတော့တမပြီးတော့ကောက်ခံထားတာတော့နေရောက်3ယောက်တော့လိုက်တော့ဘောနော်နေရောက်3ယောက်လိုက်တယ်ဆိုတော့ကာခါခါဒီလိုဝင်ထဲမှာကာခါလို့ဒီအန်ကယ်ဂရုကနေရေးထားတဲ့ဟာကအဲ့ဒါကကလေးငယ်ကြီးအဖွဲ့အစည်းတဲ့ဒီအန်ကယ်ဂရုဖက်တဲ့ကနေမတာတဲ့ကလေးတွေရဲ့ကာခါအဲ့လိုမျိုးဘောနော်ဥစ္စာကျမတို့အဲ့လိုကောက်ခံထားတယ်ဒီမျိုးစီကံတော့အဲ့ခုတော့တတ်မှတ်ထားတယ်ကာနေရရှိလို့လိုက်ချင်တယ်ဆိုတော့လိုက်ခွင့်ပြုတယ်တတ်နိုင်တဲ့မိသားစုဆိုတော့50တောင်းတယ်မတတ်နိုင်တဲ့မိသားစုဆိုတော့ကျမတို့အဲ့လိုပဲနားလည်မှုနဲ့ခေါ်ဆောင်ပေးတာဘောနော်ကျမတို့တော့အဲ့လိုတော့အစီအစဉ်တစ်ခုတော့ရထားပြီးလုပ်ဆောင်နေတာဘောနော်